ရင်းဆုံးမရောက်နိုင်ရဲ့စစ်တပ်နဲ့စစ်အာဏာရှင်အစိုးရအဓိကအခြေစိုက်ရာနေပြည်တော်ကစိုင်းတော်လေးစီကိုတစ်ချက်သွားကြည့်အောင်ပါ။နေပြည်တော်ရဲ့အရှင်းမြောက်စွန်းစွန်းလောက်ကတောင်ချေရက်မှာကျွန်တော်တို့တာမန်ပြည်သူတွေအနာကပ်ခွင့်မရတဲ့မြေကွက်အကျယ်ကြီးတွေရှိနေပါတယ်။ဘာကြောင့်တာမန်ပြည်သူတွေအနာကပ်ခွင့်မရတာလဲဆိုတော့အဆိုပါမြေကွက်အကျယ်ကြီးတွေမှာစစ်ဗိုလ်ချုပ်ကြီးတွေနေထိုင်ကြသလိုစစ်ရုံးကြီးကိုကျွန်တော်တို့ခက်လွယ်လွယ်ခေါ်ကြတဲ့တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးလည်းရှိနေတာကြောင့်ပါ။အဆိုပါနေရာမှာမရောက်နိုင်တဲ့မိသားစုနေထိုင်ကြတယ်လို့လည်းသိရပါတယ်။ဒီနေရာရဲ့ပတ်ဝန်းကျင်အနေအထားကိုကြည့်လိုက်မယ်ဆိုရင်နောက်ဘက်မှာရေစင်းဆယ်ရှိသလိုအရှိတ်ဘက်မှာဆိုရင်တော့တစ်ပင်တွေပင်တွေနဲ့အုပ်ဆိုင်နေတဲ့တောတွေတောင်တန်းကြီးတွေရှိနေပါတယ်။တဘာဝတရားကြီးကိုအသုံးချပြီးအကာအကွယ်ကောင်းကောင်းယူထားတယ်လို့ပြောလို့ရပါတယ်။အာနာရှင်မင်းအောင်နိုင်တဲ့မိသားစုနေထိုင်ရာချမ်းဝင်းကြီးကိုတွားကြည့်လိုက်မယ်ဆိုရင်တော့အရင်ဆုံးတွေ့ရမှာကတော့မိုင်းတဲဖုန်းတာဝါတိုင်းကြီးပဲဖြစ်ပါတယ်။ဟုတ်ပါတယ်။မင်းအောင်နိုင်ဟာဖုန်းလိုင်းတွေကိုတောင်မှကိုပိုင်တိတက်တာဝါတိုင်းစိုက်ထားပြီးတော့အထူးတိတက်အသုံးပြုနေတာပါ။သူ့တမီသားစုလုံးရှယ်ယာတွေပါဝင်ထားတဲ့မိုင်းတဲဖုန်းကုမ္ပဏီကပဲအဆိုပါဖုန်းတာဝါတိုင်းကိုဝန်ဆောင်မှုပေးထားတာဖြစ်ပါတယ်။ဂျိုရုတပ်ပုံတွေမှာတော့အဆိုပါဖုန်းတာဝါတိုင်းပေးအနီးနားမှာကိုပိုင်တိတက်လမ်းတွေဖောက်ထားတာကိုတွေ့ရပြီးအဲ့ဒီလမ်းတွေကနေဆင်းသွားလိုက်မယ်ဆိုရင်စိုင်းတော်ကြီးတစ်လုံးနဲ့အရှမ်းအင်တစ်လုံးကိုရောက်သွားမှာပါ။ချောင်းဝင်းထဲမှာတော့ကိုပိုင်ရေကူးကန်တွေတင်းနေကွင်းတွေကိုထည့်သွင်းတိစောက်ထားလို့အနောက်ဘက်မှာတော့ရေကန်ကြီးတစ်ခုလည်းရှိနေပါသေးတယ်။ကျွန်တော်တို့တာမန်လူတွေလက်လန်းမမီနိုင်တဲ့စိန်ခံလူနေမှုဘဝကိုမရောက်နိုင်တဲ့မိသားစုပြည်သူ့ဗဏ္ဍာငွေတွေကိုအသုံးပြုပြီးခန်းစားနေကြတာလည်းဖြစ်ပါတယ်။မရောက်နိုင်နေထိုင်တဲ့အဆိုပါချမ်းဝင်းကြီးဟာဧက30လောက်အထိကိုကျယ်ဝန်းတယ်လို့သိရပြီးသူနှစ်ဘေးနားကဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ်စိုးဝင်းရဲ့နေအိမ်တော်မှာမရောက်နိုင်ရဲ့ချမ်းဝင်းကြီးနဲ့ရှင်းလိုက်မယ်ဆိုရင်အလွန်တင်းနှုတ်သွားတာကိုတွေ့ရပါတယ်။ဒါပေမဲ့လည်းပြည်သူတွေရဲ့မြေတာပြန်စူးမှာကိုကြောက်တဲ့အတွက်ချမ်းဝင်းကြီးနဲ့စံအိမ်တော်ကြီးရဲ့လုံခြုံရေးပိုင်းကိုတော့သူ့ရဲ့စစ်တပ်တွေကအတော်ဆုံးနဲ့အထက်ဆုံးသောစစ်သားတွေကိုရွှေ့ထုတ်ပြီးတပ်ခွဲတွေအသီးသီးချထားပြီးစီမံထားတယ်လို့တော့သိရပါတယ်။အဲ့ဒီတပ်ခွဲတွေကိုလည်းစိုင်းတော်နဲ့အနီးနားနေရာတွေမှာချထားပြီးအနိကလုံခြုံရေးရယူထားစေတယ်လို့လည်းသိရပါတယ်။ဒါ့အပြင်မရောက်နိုင်ရဲ့စိုင်းတော်ကိုတွားရလမ်းမှာဆိုရင်လည်းဗိုလ်မှူးစစ်အရာရှိတွေအထူးကုတ်ခဲ့တဲ့စစ်စေးဂိတ်3ခုလောက်ကိုချထားပါသေးတယ်။စိုင်းတော်ကိုအဝင်လန်းနဲ့အထွက်လန်းကိုတိတက်ခွဲထားပြီး CCTV ကင်မရာတွေကိုလည်းလုံလောက်တက်ဆင်ထားတာကြောင့်တော်ရုံတန်ရုံအဆင့်မျိုးနဲ့လောက်တော့မရောက်နိုင်ရဲ့စိုင်းတော်ကိုတွားလို့ရမှာမဟုတ်ပါဘူး။လန်ဒစ်လျှောက်လုံးမှာဆိုရင်လည်းတက်ခွဲ2ခုလောက်ကအထူးလေးကျင့်တင်ကြားပေးထားတဲ့စစ်ခွေးတွေနဲ့အတူအများတန်းကင်းလှည့်နေတတ်တယ်လို့လည်းသိရပါတယ်။မင်းအောင်လှိုင်နဲ့မိသားစုဟာအဆိုပါစိုင်းတော်မှာနေပြီးဆိုရင်တစ်ခါတလေဈေးဝယ်ထွက်တာကလွဲလို့အပြင်ထွက်ခဲ့တယ်လို့သိရပါတယ်။စားဖို့တောက်ဖို့အတွက်လိုအပ်တဲ့အစားအသောက်နဲ့အသုံးဆောင်တွေကိုတော့မင်းအောင်လှိုင်စစ်တပ်ရဲ့ထောက်ဖို့တက်ကတစ်ပတ်ကိုတစ်ကြိမ်တွားရောက်ပို့ဆောင်ပေးရတာဖြစ်ပါတယ်။